ဒီနေ့မှာတော့ Mother Choice Battle Plan လေးကိုအသုံးပြုပြီးတော့ chiffon cake ပြုလုပ်နည်းလေးကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။အရင်ဆုံးလိုအပ်တဲ့ပစ္စည်းတွေကို ingredient ABC ဆိုပြီးတော့၃မျိုးခွဲပြီးတော့ပြင်ဆင်ထားပါတယ်။ရှေးဦးစွာ Mother Choice Battle Plan နွားနို့ cream cheese နဲ့တကြားတို့ကိုထည့်ပါ။ပြီးရင်ပျော်ဝင်သွားတဲ့အထိမှွေပေးရပါမယ်။ပြီးရင်တော့ဂျုံမုံ နို့မုံ baking powder တို့ကိုထည့်ပြီးတော့သမအောင်မှွေရပါမယ်။စက်ကိုထည့်ပြီးတော့မုံနှစ်တွေကိုသမအောင်ထပ်မှွေပါ။မှွေဆက်သေးကိုစက်အကာမှာစားနှဲငယ်ကိုထည့်ပြီးတော့အမြင့်ဆုံး speed နဲ့ဖုန်းနေဖြစ်တဲ့အထိမှွေရပါမယ်။ရလာတဲ့ဖုန်းတွေကိုအခုနနေထားတဲ့မုံနှစ်ထဲကိုဖြည်းဖြည်းချင်းစီရောထည့်ပြီးတော့သမအောင်မှွေပေးပါ။ပြီးရင်တော့မုံဖုတ်မဲ့ခွက်ထဲကိုမုံနှစ်တွေထည့်ပြီးတော့မြင့်တဲ့မြေကိုညှိပေးရပါမယ်။190 degree Celsius နဲ့တနာရီအာဗန်ထဲမှာဖုတ်ပေးပါ။ပြီးရင်တော့ကိတ်ကိုအေးခံပြီးပန်ထဲကနေထုတ်လိုက်ပြီးဆိုရင်တော့Mother Choice Battle Plan လေးနဲ့ပြုလုပ်ထားတဲ့နူးညံ့ပြီးအရသာရှိလာတဲ့ chiffon cake လေးရပါပြီရှင်။